အမားတွေလုံးမိမအောင်မကြောက်ပါနဲ့အမားတိုင်းကကို့အတွက်လေးလာစရာနဲ့သင်ခန်းစာတွေပါအသက်20မတိုင်ခင်မှာလေးလာပါအသက်30မတိုင်ခင်မှာအမားတွေကိုလုပ်ကြည့်မဖြစ်မနေအလုံးဝင်ရမယ့်အနေထားဆိုရင်အသိဉာဏ်ရှိတဲ့တတိတယောက်စီမှာအလုံးဝင်ပါအသက်30နဲ့40ကြားမှာကိုယ်ပိုင်အလုံးတစ်ခုသေးသေးကြီးကြီးစပြီးလုပ်ကြည့်အသက်40နဲ့50ကြားထဲရောက်လာရင်တော့ကိုကျွမ်းကျင်တဲ့အရာပဲအာရုံစိုက်အသက်50နဲ့60ကြားထဲမှာတော့လူငယ်တွေကိုနေရာပေးပါလူငယ်တွေကိုအသက်60ကျော်လာရင်တော့ဘာလုံးမှမလုပ်တော့ပဲကိုမြီးတွေကိုထိန်းတာပဲဖြစ်ဖြစ်တစ်ပင်လေးတွေစိုက်တာပဲဖြစ်ဖြစ်နဲ့အေးချမ်းစွာရှင်သန်ပါတဲ့ဒါကလေကျွန်တော်ပြောခဲ့တဲ့စကားဒါကတော့အလီဘာဘာရဲ့ပဲ့ကိုင်ရှင်နာမည်ကျော်ချမကပြောခဲ့တဲ့အဆိုအမိတ်နေတဲ့ကကျွန်တော်အရန်ကြိုက်တာလေးချမကထပ်ပြီးတော့ပြောသေးတယ်တင်လက်မလျှော့သေးသမျှကာလပတ်လုံးတင်မှာအခွင့်အရေးဆိုတာအမြဲတမ်းရှိနေသေးလက်လျှော့လိုက်ခြင်းအမှာကိုယ့်အတွက်အကြီးမားဆုံးဆုံးရှုံးမှုပါဒီနေ့ကခက်ခဲရင်ခက်ခဲငါပို့ပြီးတော့တောင်ခက်ခဲသေးတယ်ဒါပေမဲ့တပတ်ခါကတော့တာယာလှပနေလူအများစုကတော့တပတ်ခါညနေကိုမရောက်ပဲမနှက်ဖြန်မာရင်လက်လျှော့သွားတတ်ကြတယ်ညဘက်မှာစဉ်းစားရင်တော့နီးလန်းပေါင်းထောင်တောင်းမကတွေးမိတတ်ကြပြီမနှက်မိုးလင်းလို့နိုးလာတဲ့အခါကျရင်လမ်းဟောင်းကြီးတိုင်းပဲဆက်လျှောက်နေမိတတ်ကြတယ်ဒါကြောင့်မို့အတွေးဓာတ်အကောင့်ထဲပေါ်တာပို့ပြီးအရေးကြီးပါတယ်တဲ့မြောက်တကောင်ကိုငပြောသီးနဲ့ပတ်စံရှင်ပြီးပြတဲ့အခါအဲ့ဒီမြောက်ကငပြောသီးကိုပဲရွေးပါလေဘာဖြစ်လို့လဲဆိုတော့ပတ်စံနဲ့ငပြောသီးတွေအများကြီးဝယ်စားလို့ရတယ်ဆိုတာသူမသိလို့ပါပဲလူအများစုကိုပတ်စံနဲ့အခွင့်အလမ်းရွေးချယ်ခိုင်းတဲ့အခါလူတွေကပတ်စံကိုပဲရွေးသွားကြတယ်ဒါကြောင့်မို့လုပ်ငန်းခွင်တစ်ခုအဖွဲ့အစည်းတစ်ခုမှာအတော်ဆုံးလူကိုမရှာပါနဲ့အသင့်တော်ဆုံးနဲ့အလိုက်ပတ်ဆုံးလူကိုပဲရှာပါတဲ့ဒါကတော့ဂျမရဲ့ကပါကျော်အစုံမိတ်နေတဲ့ကကျွန်တော်ကြိုက်တာလေးမျှဝေပေးတာပါရှင်ဘိုင်